ထိုင်းနိုင်ငံရဲ့အနာဆုံးနေရာစိတ်ကူးအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။1. ပူကက်ပူကက်ဟာထိုင်းနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်ပြီးပင်လယ်အလှပနဲ့ကမ္ဘာကျော်တဲ့ခရီးသွားနေရာတစ်ခုပါ။ပင်လယ်ရေပြားစင်စင်တဲဖြူဖြူကမ်းခြေများနေဝင်ခြင်းအလှလေးကြောင့်လူတိုင်းစိတ်ဝင်စားကြပါတယ်။ပတုံ beach လို့စီးကားတဲ့နေရာလေးရှိတယ်လို့ကာတာကာရွန်လို့တိတ်ဆိတ်ပြီးအပန်းဖြေလို့ကောက်တဲ့ကမ်းခြေတွေရှိပါတယ်။ရေကူး diving island hopping လို့ရပြီးတဘာဝအလှနဲ့အပန်းဖြေအလှကိုတပြိုင်နက်ခံစားနိုင်တာကြောင့်ပူကက်ကအရန်လှပါတယ်။2. ခရဘီကတဘာဝအလှပါကိုအပြည့်အဝခံစားနိုင်တဲ့နေရာတစ်ခုပါ။ပင်လယ်ထဲကနေထုံထုံမတ်ထွက်လာတဲ့ကြောက်တောင်ကြီးတွေကထူးခြားလာပါပြီး Railay Beach ကတော့ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ကမ်းခြေတစ်ခုပါ။ရေပြားစိမ့်စိမ့်ကမ်းခြေတိတ်ဆိတ်မှုတဘာဝအေးမြမှုတွေကြောင့်စိတ်အပန်းဖြေခြင်းတို့တွေအရန်နစ်သက်ကြပါတယ်။ 3. ရှင်မိုင်းဟာထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိပြီးတောင်တန်းတွေဝန်းရံထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။လေကောင်းလေထန်ရှိပြီးအပူချိန်လည်းနူးညံ့တာကြောင့်အပန်းဖြေဖို့အရန်ကောင်းပါတယ်။ရှေးကောင်ဖျားပထုများယဉ်ကျေးမှုအမွေအနှစ်တွေလက်မှုအမှုပညာတွေကြောင့်ရိုးရအလှနဲ့တဘာဝအလှပေါင်းဆက်ထားတဲ့မြို့တစ်မြို့လို့ပြောလို့ရပါတယ်။ပတ္တရာကဘန်ကောက်နီးမှာရှိပြီးပင်လယ်နဲ့မြို့အလှကိုတပြိုင်နက်ခန်းစားနိုင်တဲ့နေရာပါ။နေ့ဘက်မှာပင်လယ်ကမ်းခြေတွေ view point တွေကနေမြင်ရတဲ့မြင်ကွင်းတွေကလှပြီးညဘက်မှာတော့အလင်းရောင်တွေလမ်းပါကြီးတွေရဲ့စီကားမှုကြောင့်အသက်ဝင်တဲ့မြို့တစ်မြို့လို့ခန်းစားရပါတယ်။ပိုင်ဟာမြို့သေးသေးလေးပေမဲ့အလှအပနဲ့စိတ်အေးချမ်းမှုအပြည့်ရှိတဲ့နေရာပါ။မနက်စောစောမိုးမြူလေးတွေလေကွင်းစိမ့်တွေတောင်တိုင်းတွေကြောင့်ရုပ်ရှင်တွေကောလို့မြင်ကွင်းတွေကိုမြင်ရပါတယ်။အလုတ်ပင်ပန်းမှုတွေကိုမေ့ကျင်တဲ့သူတွေစိတ်ငြိမ်းချမ်းကျင်တဲ့သူတွေအတွက်အញ្ញမ်းတင်းတော်တဲ့နေရာပါ။ကိုဆန်ဝေကအုံးပင်တွေဝန်းရံထားတဲ့ပင်လယ်ကျွန်းလှလှလေးတစ်ခုပါအပန်းဖြေယုံတဲ့မကရေတကွန်းတွေဖျားကြီးတွေပါရှိလို့တဘာဝနဲ့ယဉ်ကျေးမှုကိုတပြိုင်နက်ခံစားနိုင်တဲ့ကြောင့်ဆန်ဝေကအရန်လှပါတယ်။အယုဒ္ဓယဟာထိုင်းနိုင်ငံရဲ့ရှေးရောက်မြို့တော်ထီပြီးတမိုင်းဝေအမွေအနှစ်တွေအများကြီးရှိပါတယ်။ဖျားပြက်ကြီးတွေကြောက်တိုင်တွေဟာအချိန်ကြာလာတဲ့အလှကိုထင်ရှားစေပါလေ။တမိုင်းကိုစိတ်ဝင်စားသူတွေယဉ်ကျေးမှုကိုလေ့လာခြင်းတဲ့သူတွေအတွက်အလွန်တန်ဖိုးရှိတဲ့နေရာပါခေါင်ရိုင်း National Park ခေါင်ရိုင်းကတက်တော်ကြီးတောင်တန်းတွေရေတကွန်းတွေကြောင့်တဘာဝအလှအပအပြည့်ရှိပါတယ်။လေကောင်းလေတန့်နဲ့အေးမြတဲ့အပတ်ဝန်းကျင်ကြောင့်မြို့ပါအရှုပ်ချင်းကကြီးခဏလွတ်ချင်းသူတွေအရန်ကြိုက်ကြပါတယ်။တဘာဝချစ်သူတွေဓာတ်ပုံရိုက်ချင်းတဲ့သူတွေအတွက်အရန်ကောင်းတဲ့နေရာပါ။ခေါင်ဖီဖီကကဘာကျော်တဲ့ပင်လယ်ကျွန်းတစ်ခုဖြစ်ပြီးရေပြားစိမ့်နဲ့ကြောက်တောင်ကြီးတွေကြောင့်ထူးခြားလှပါပါတယ်။မာယာဘေးကတော့ကမ္ဘာပေါ်မှာအလှဆုံးကမ်းခြေတွေကတစ်ခုလို့ခေါ်ကြပါတယ်။ပင်လယ်လှကိုအပြည့်အဝခံစားခြင်းတဲ့သူတွေအတွက်မဖြစ်မနေသွားစေတဲ့နေရာပါ။ဘန်ကောက်ဟာထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးခေတ်မီနဲ့ရိုးရာပေါင်းဆက်ထားတဲ့မြို့တစ်မြို့ပါ။ဖျားကြီးတွေမြစ်ကမ်းအလှတွေ shopping mall ကြီးတွေကြောင့်နေညမရွေစိတ်ဝင်စားစရာကောင်းပါတယ်။အစားအသောက်ယဉ်ကျေးမှုလူနေဘဝအားလုံးကိုတနေရာထဲမှာတွေ့နိုင်လို့ဘန်ကောက်ကအမြင်လှပါနေပါတယ်။စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုနေ့တိုင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်